ညီကိုတို့အားလုံးမင်္ဂလာပါစာကြောင်း Sport Channel ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲစိတ်ကြိုက်ဖိုက်တာရွေးကွက်စီစဉ်ကနေကြိုဆိုပါရစေစီစဉ်မစခင်ခုဗီဒီယို Facebook ကနေကြည့်နေတဲ့ညီကိုတွေအနေနဲ့ YouTube မှာလည်းစာကြောင်း Sport Channel ကိုသွားပြီးတော့ Subscribe လုပ်ထားပြီးနားဆင်နိုင်ပါတယ်ကျွန်တော်စာကြောင်း Sport Channel ကဗီဒီယိုတွေကို YouTube မှာဦးစားပေးပြီးတော့အချိန်ဆုံးတင်ဆက်ပေးနေတာဖြစ်လို့ YouTube Channel ကို Subscribe လုပ်ပြီးတော့စောင့်ကြည့်အားပေးကြဖို့တောင်းဆိုချင်ပါတယ်ဘုစနေညမှာဘာမလာပြိုင်ပွဲရဲ့16သိန်းအဆင့်ရှုံးတဲ့ပွဲစဉ်တွေစပြီးရှင်းပြကစားမှာဖြစ်ပါတယ်။ပွဲဥပဒေပွဲစဉ်ဖြစ်နေရှင်ကနေဒါနဲ့အာဖရိကရန်ကုန်ကမော်ရိုကိုတို့အမေရိကန်ပြည်ထောင်စုတက္ကဆက်ပြည်နယ်ဟူစတန်အားစားကွင်းမှာရှင်းပြကစားမှာဖြစ်ပါတယ်။ဥတိုင်းရှင်တွေဖြစ်တဲ့အမေရိကန်မက္ကဆီကိုနဲ့ကနေဒါတို့၃သင်းစလုံးက16သိန်းအဆင့်တလန်းလာနိုင်မှုကိုသိမှတ်ပြုရမှာဖြစ်ပြီးတော့အဲ့ဒီ၃သင်းနဲ့စားမဲ့ပြိုင်ဘက်တွေအနေနဲ့အမားနဲ့ဖို့အထူးပြင်ဆင်ပြီးတော့ချင်းကရမှာဖြစ်ပါတယ်။တမော်ချင်းပွဲပြပြောင်းသွားစေနိုင်တဲ့ဒီနေ့ကဆုံးဖြတ်ချက်တွေကအေရှင်သင်းတွေဘက်မှာအားသာချက်ဖြစ်ရှိနေတာကိုထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်။ကနေဒါသင်းကအုပ်စုစစ်မှာဘော့စနီးယားနဲ့တကူစီတည်ကာတာကို6ဂိုးပြနိုင်ကစားပြီးတော့ဆွစ်ဇာလန်ကို2ဂိုးတကူနဲ့ရှုံးနေခဲ့ပါတယ်။ဆွစ်ဇာလန်ရဲ့နောက်မှာအုပ်စုဒုတိယနေရာနဲ့ရှုံးတဲ့ဆင်ကိုတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။32သင်းအဆင့်မှာတော့တောင်အာဖရိကအသင်းကိုဂိုးပြီးဆိုတဲ့ကြားလနဲ့နိုင်ယူပြီးတော့16သင်းအဆင့်ကိုထပ်ပြီးတက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲလောအားနှုန်းပေါ်မူတည်ပြီးတော့တင့်တော်တဲ့ကစားကွက်နဲ့လူစင်းထုတ်သုံးပြီးတော့ရလက်ကောင်းဖို့ကြိုးစားလေးရှိပါတယ်။ပုံမှန်အားဖြင့်ခန်းစပိုင်းလုံညောင်ဦးစားပေးပြင်ဆင်ပြီးတော့ပိုင်နိုင်ချိန်တွေမှပဲတိုက်စစ်စင်လေးရှိတာကိုမြင်ရပါတယ်။တစ်ဖက်ကပြိုင်ဘက်မော်ရိုကိုရဲ့အုပ်စုစစ်ဖြတ်သန်းမှုကအားရစရာကောင်းပါတယ်။ဘရာဇီးနဲ့တူရင်ကိုနေရှင်ကစားပြီးတော့တေတမတ်ခွဲယူနိုင်ခဲ့သလိုနိုင်တဲ့စကော့တလန်နဲ့ဟီတီတို့လိုအသင်းတွေကိုမှန်းရင်းမရှိနိုင်ကစားခဲ့ပါတယ်။32သင်းအဆင့်မှာတော့နယ်သာလန်နဲ့ပွဲချိန်နဲ့တကိုးစီတေကြပြီးတော့ပင်နတီဆုံးဖြတ်မှနိုင်ယူပြီးတော့16သင်းအဆင့်ကိုတက်လှမ်းလာတာဖြစ်ပါတယ်။ဘရာဇီးနဲ့နယ်သာလန်တို့လိုပြိုင်ဘက်ကောင်းတွေကိုရှုံးမပြောင်းကစားထားနိုင်တဲ့မော်ရိုကိုရဲ့လောအားနှုန်းကထိပ်တန်းဆက်လို့ဆိုမှဖြစ်ပြီးတော့တိုက်စစ်ရောခန်းစစ်ပါတည်ငြိမ်မှုပြည့်ရှိတာကိုတွေ့ရပါတယ်။ဒီပွဲစဉ်တော့မော်ရိုကိုက1.80ဈေးကြောပေးထားပြီးတော့ဘုံပေါင်းစရာ2.30ဆိုပြီးဖွင့်လှစ်ထားပါတယ်။မော်ရိုကိုရဲ့မူလပေါ်လေး level 80ရှုံးကနေမျိုးတစ်ဆင့်မြင့်လာပြီးတော့ဘုံပေါင်းစရာမူလဖွင့်လှစ်မှုတိုင်းပြောင်းလဲမရှိဈေးငြိမ်နေတာကိုတွေ့ရပါတယ်။ပြန်မကောင်းတဲ့နေဆိုင်ခဲ့ရပြီးတော့တွက်ကြုံကောင်းတွေပိုင်ဆိုင်ထားတဲ့မော်ရိုကိုသင်းရဲ့ကြောပေးမှုမြင့်တက်လာတာမထူးဆန်းပဲနဲ့တည်ငြိမ်နေတဲ့ကိုပေါင်းစရာအောက်သိန်းကနေဒါတို့ခန်းစစ်ပိတ်ပြီးတော့ရလက်ကောင်းမှုစူးစမ်းလာဝယ်များနေတယ်လို့တွက်ဆမိပါတယ်။ဒီပါစရက်တင်မှုနဲ့လက်ရှိခြေသမိုင်းစုပွဲမှုတွေမှာဒါစီရနေတဲ့မော်ရိုကိုတို့မြင့်တက်လာတဲ့ဘော်လီဈေးနဲ့ညီကနေဒါကိုစီးမိုးကစားနိုင်မှာဖြစ်ပေမဲ့ကျော်လွန်နေတဲ့ဂိုးပေါင်းစကွက်နဲ့ချိန်ချင်းနှစ်သင်းစလုံးအနေနဲ့ဂိုးမြူဖို့တော့မရှိဘူးဆိုတာကိုမြင်ရပါတယ်။အေရှင်ကနေဒါရဲ့ခံခံအားကိုလည်းသတိပြုရဖို့ရှိတာကြောင့်ပို့ပြီးတော့စိတ်ချရမယ့်ဂိုးအောက်ထိုးဝက်ကိုစာကြောင်း Sport Channel ရဲ့စနေညစိတ်ကြိုက်ဖြစ်ဆုံးဖိုင်တာရွေးကွက်ဖြစ်ရွေးချယ်ပေးလိုက်ပါတယ်။